ကျွန်တော်ဖုန်းပြင်တဲ့ပုံစံကတခြားလူတွေပြင်တဲ့ပုံစံနဲ့လုံးဝမတူပါဘူးကျွန်တော်ဖုန်းပြင်တဲ့စဉ်းစားတဲ့နီး theory ဘိုင်းကတခြားလူတွေစဉ်းစားတဲ့နီးပုံစံနဲ့ကျွန်တော်လုံးဝမတူဘူးဗျကျွန်တော်ဥစားလေလုံးဝကွဲထွက်နေတယ်လုံးဝဘယ်အားမှကျွန်တော်တော်တော်များများကျွန်တော်မတူတာကျွန်တော်ကဘယ်လိုဖြစ်သွားဆိုတော့အကြောင်းရင်းကကျွန်တော်ကတင်တန်းစင်းတော့ကလွန်ခဲ့တဲ့10နှစ်ကျော်တုန်းကကျွန်တော်တင်တန်းပြီးတဲ့အချိန်မှာတော့ကျွန်တော် policy ဘာမှကျွန်တော်မသိဘူးဖုန်းပြင်လို့ရှိရင်ဘယ်ကဘယ်လိုစကိုင်းမှကျွန်တော်မသိဘူးဖုန်းခွာလိုက်တာနဲ့ပါဝါသေးသွားတာတို့မှန်လင်းပါဝါသေးတာတို့အားကောင်းလင်းပါဝါသေးတာတို့အဲ့လိုမျိုးကျွန်တော်ခဏကြုံရတယ်အဲ့ဒါကြောင့်အရန်ခက်ခဲခဲ့တယ်ဗျာအဲ့ချိန်မှာကျွန်တော်ကအားနေချက်ကကျွန်တော်စာမရအောင်အတိုင်းပညာပြောမယ်10တန်းတာဆိုပဲဒါပေမဲ့တကယ်10တန်း brain မဟုတ်ဘူးကျွန်တော်ကတော့ညံရမ်းနေတယ်အဲ့ဆိုဒီပညာအကြောင်းပညာတွေပတ်သက်ဝါသနာပါတယ်ဗျအဲ့ဒီကြောင့်ကျွန်တော်အရန်ပြီးတော့တင်ရခတ်တဲ့ထဲမှာလည်းပါတယ်အဲ့လိုနည်းနည်းတိတ်ညံမမီဘူးပေါ့အဲ့လိုဒါကြောင့်ပွင့်လင်းပြောတာကြောမရှက်ဘူးအဲ့လိုချင်မျိုးဆိုတော့ကျွန်တော်ရမ်းခက်ခဲ့တယ်ကွာအဲ့ဖုန်းပြင်တိုင်းကျွန်တော်စဖွင့်တော့လေကျွန်တော်ကလူများကြီးလိုပြည့်စုံပစ္စည်းပြည့်စုံတယ်မဟုတ်ဘူးကျွန်တော်မရှိသမဲ့စုလေးဆိုတာတော့ဗျာမှမရှိရောက်ဆိုတာကျွန်တော်ပတ်စံချီးရကျွန်တော်တော်ကြီးမှာသွားပြီးတော့အတိုးနဲ့သွားချီးရပတ်စံ9သိန်းချီးပြီးတော့ကျွန်တော်စရတယ်ကျွန်တော်လုပ်ငန်းအောင်ဆိုတော့ကျွန်တော်ချီးရ3လနဲ့ပြန်ဆက်ပါမယ်ဆိုပြီးတော့ကျွန်တော်ကခရီးကိုပြုတ်ပြီးတော့ကျွန်တော်သွားပြီးတော့ချီးပြီးတော့ကျွန်တော်လုပ်ရအဲ့မှာပြဿနာဘာလဲဆိုတော့ကျွန်တော်စိုင်ဖွင့်ဝင်ချိန်မှာကျွန်တော်လူရမလားလာတဲ့လုံးကကျွန်တော်မပြင်နိုင်တော်ခက်ခဲခဲ့တာအဲ့ချိန်တုန်းကကျွန်တော်မသိရခါကျကျွန်တော်မေးရတယ်ဗျဆရာတွေအခုခေတ်လို internet ဆိုတာလည်းမရှိဘူး Facebook ဆိုတာလည်းမရှိသေးဘူးအဲ့ချိန်မှာတော့မပေါ်သေးဘူးဗျအရန်ခက်ခဲကျွန်တော်ဘယ်သူ့ကိုဖေပေါ်မှမသိဘူးအဲ့ကျောင်းဆရာမေးရခါကျတော့ရှင်လည်းအရန်ခက်ခဲအရန်ကြားတယ်ဗျမလွယ်ဘူးကျွန်တော်ကလေအဲ့ဒါသူသိရဖို့အဲ့တော့ကျွန်တော်အရန်ခက်ခဲကကျွန်တော်ကကျွန်တော် license စားရတယ်ဖုန်းတော့တစ်ခါပြင်2ရက်ကြာတယ်တစ်ခါကျ1ရက်ကြာတယ်တည2ညအဲ့လိုကြာတယ်အများကြီးကျွန်တော်တို့တွေကအခက်ခဲအများကြီးကိုကြော်ဖြတ်ပြီးတော့သိလာခဲ့ရတဲ့ဒီပြောမှဆိုဟိုပညာဟို knowledge တခုပေါ့နော်အဲ့ဒီတော့ကျွန်တော်ကဘယ်သူနဲ့မှမတူဘူးကျွန်တော်ပြင်တဲ့ပုံစံကပြီးကျွန်တော်အလုပ်လုပ်ရင်ဘာလုပ်ပဲလုပ်ဘယ်အလုပ်မှဆိုကျွန်တော်မြန်လုပ်တယ်target ထိအောင်လုပ်တယ်မရအောင်ကျွန်တော်လုပ်တယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးကျွန်တော်ရအောင်လုပ်မယ်အဲ့လိုပုံစံမျိုးကျွန်တော်သွားဖြစ်တဲ့ကြောင့်ကျွန်တော်ဘယ်လုံးဆိုအဲ့ဒါမဆိုတခြားလေးကျွန်တော်စဉ်းစားပြီးတော့တွေးပြီးတော့လုံးနေဒီသူတို့ရဲ့လမ်းကြောင်းတွေသူတို့တိဆောက်ဖို့ theory ကျွန်တော်သိသွားတယ်အဲ့မှာကျွန်တော်ဒီဖုန်းပြင်တဲ့ပုံစံကတခြားဘယ်သူနဲ့မှကျွန်တော်မတူဘူးတခါတည်းကိုလည်းအပြီးပြောတာပြီးသားအကုန်လုံးကျွန်တော်ဖုန်းပြင်တဲ့ပုံစံကတခြားဘယ်သူနဲ့မှမတူဘူးဟိုလိုလေးလောက်ပါမလာမယ်ကျွန်တော်သွားတဲ့ပုံစံတော့သွားတာကျွန်တော်အဓိကကျွန်တော်ပါဆိုသူများတိဆောက်ထားတဲ့ဖုန်းကိုကျွန်တော်ကပြုတ်ပြင်တာပြတ်သွားပိုင်းပြုတ်ပြင်တာကျွန်တော် technician မဟုတ်ဘူးကျွန်တော် service technician ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ technician ပြောအောင်ကျွန်တော်အားသုံးကောင်းလည်းမထုတ်နိုင်ဘူးခလုတ်ဝါစကျွန်တော်မထုတ်နိုင်ဘူးကျွန်တော်ရှိမှာနောက်ဆုံးကိုပြောမယ်ဂျာမာကျိုးဝါစကျွန်တော်ရှိမှာမထုတ်နိုင်ဘူးကျွန်တော်ရှိမှာဒီမှာမထုတ်နိုင်အဲ့ဒီကြောင့်ကျွန်တော်ရဲ့ technician မဟုတ်ဘူးကျွန်တော် service သမားတွေကျွန်တော်သင်ပေးတာ service ပညာကိုသင်ပေးတာကျွန်တော်ဘာကိုသင်ပေးတာလဲအဓိကကျွန်တော်ရှိတဲ့သင်တန်းသားကျွန်တော်ဖုန်းပြင်တဲ့ပညာကိုဖုန်းပြင်တဲ့ပညာနဲ့စီးပွားရှာနေကိုကျွန်တော်သင်ပေးတာတဲ့ဟိုတချို့လူကဟိုကဒါဝါဒိုင်ဝိုင်းဘာညာကြီးဟာဒီလိုသွားပါတယ်ဘာညာအဲ့လူရှင်အောင်လို့ပြောပြီးတော့ကြွယ်ပြဖုန်းပြင်ပြပြီးတော့ဖုန်းပြင်တင်တန်းသားခေါ်တဲ့ပုံစံမဟုတ်ဘူးကျွန်တော်အဲ့လိုလည်းသွားတယ်မဟုတ်ဘူးကျွန်တော်ကအဓိကကျွန်တော်ရဲ့တင်တန်းသားတွေကိုကျွန်တော်လုပ်ပြီးမှတမွေးဝမ်းကြောင့်ပညာတစ်ခုနဲ့ရက်တီလို့ရအောင်ကျွန်တော်ဖုန်းပညာနဲ့တီမတီပြီးတော့တမွေးဝမ်းကြောင့်ပညာတစ်ခုအနေနဲ့ဘဝရက်တီလို့ရအောင်ကျွန်တော်သင်ပေးနေတာအထူးသဖြင့်ကျွန်တော်ချမ်းသာအောင်ဟိုရှာနေကျွန်တော်သင်ပေးနေတာအဓိကအဲ့ဒါပါပဲကျွန်တော်မှာနော်အဓိကကျွန်တော်စေတနာပါတယ်တခြားလေးကျွန်တော်လုပ်ပေးတယ်ကျွန်တော်ရှိလို့လာရလို့ယုံကြည်ပြီးလာရလို့ဗျာလူတယောက်ယုံကြည်မှုဖြစ်တကယ်ဖြစ်ဖို့ဆိုတာလွယ်ကိစ္စမဟုတ်ကျွန်တော်ရှိမှလာတက်တဲ့တင်နန်းသားဆိုကြည်လိုက်ကျွန်တော်မြန်မာနိုင်ငံတော်အနှံ့ဒီတခြားဟိုအပြင်ကလူတွေလာကြတယ်ဗျာအဲ့လိုရှင်မျိုးဆိုတော့တုံတောင်ယုံကြည်မှုမဟုတ်တချို့ဆိုလည်းမန္တလေးကလာကြတယ်တချို့ဆိုရင်ဟိုတောင်ကြီးဘက်ကလာကြတယ်နဲတဲ့အကွာဝေးမိုင်နေမဟုတ်အဲ့ဒီအချိန်တွေကနေအဲ့ဒီကျွန်တော်ရှိကိုရောက်လာဖို့ဆိုတာတုံတောင်ယုံကြည်မှုမဟုတ်အဲ့လိုမျိုးယုံကြည်ပြီးလာတဲ့လူတွေပုံလဲသူတို့ယုံကြည်မှုတွေကအလားဟာမဖြစ်အောင်လဲကျွန်တော်ဘက်ကလုံးဝသိချာအကုန်လုပ်ပြီးရနော်အဲ့ဒါကြီးကျွန်တော်အဓိကပြောချင်တာပါကျွန်တော်ဖုန်းပြင်တာကလူများနဲ့ပြင်တာမတူဘူးကျွန်တော်ကဘာလို့မတူလဲဆိုတော့သူများသွားတယ်သူများရှောက်သူများဖောက်ထားတဲ့လမ်းကြောင်းကျွန်တော်ရှောက်နေမှာမဟုတ်ဘူးကျွန်တော်လမ်းကြောင်းတွေတော့သွားနေတာအဲ့ဒါကြီးပြောချင်တာပါကျေးဇူးပါ